ကြာတာပတိဂျိုကုံမှာအဆုံးသက်တဲ့နှလုံးလမ်းကြောင်းလေးအကြောင်းကိုပညာမျှဝေပေးမယ်နော်နှလုံးလမ်းကြောင်းလေးဟာစထွက်တဲ့နေရာလေးကလည်းမှန်မယ်အဆုံးသက်တဲ့နေရာလေးကလည်းလက်ညှိုးရဲ့အောက်ခြေကြာတာပတိဂျိုကုံအထိရောက်ရှိအဆုံးသက်နေမယ်ဆိုလို့ရှိရင်ဒါကကောင်းမွန်တန်ရှင်းတဲ့နှလုံးလမ်းကြောင်းဖြစ်တယ်နော်ကောင်းမွန်တန်ရှင်းတဲ့နှလုံးလမ်းကြောင်းလို့ပြောတဲ့နေရာမှာနှလုံးလမ်းကြောင်းကောင်းမွန်တန်ရှင်းတာတစ်ခုတည်းနဲ့အိမ်အောင်ရေးကံကောင်းပြီလို့ပြောလို့မရသေးပါဘူးနော်အိမ်အောင်ရေးကံကိုကြည့်ကြလို့ရှိရင်တော့တခြားတွဲကြည့်ရတဲ့အရာတွေများစွာရှိပါသေးတယ်နော်ဒီတော့နှလုံးလမ်းကြောင်းလေးကကြာတာပတိဂျိုကုံမှာအဆုံးသက်နေမယ်ဆိုလို့ရှိရင်နော်နှလုံးလမ်းတစ်ခုတည်းရဲ့အလိုအရပြောတာဖြစ်ပါတယ်နော်လက္ခဏာရှင်ကမိမိကိုယ်တိုင်ကစိတ်ကောင်းနှလုံးကောင်းရှိတဲ့သူဖြစ်တတ်တယ်နော်ဒီလိုလက္ခဏာရှင်မျိုးကကြတော့နော်လက်ပုံစံလက်ရည်စားလဲတန်ရှင်းကောင်းမွန်မှုရှိမယ်နော်ဗုဒ္ဓဟူးဂျိုကုံမှာရှိနေတဲ့အိမ်အောင်ရေးလမ်းကြောင်းကလည်းတန်ရှင်းကောင်းမွန်မှုရှိမယ်နှလုံးလမ်းကနေအောက်ကိုဆင်းနေတဲ့လမ်းခွဲတွေကလည်းထင်ရှားအားကောင်းစွာနဲ့ပါနေတာမရှိဘူးနော်လက်ပုံစံလက်ရည်စားလဲအတန်အသင့်ကောင်းမွန်မယ်ဆိုလို့ရှိရင်လက္ခဏာရှင်ဟာနော်စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူဖြစ်တယ်အိမ်အောင်ရေးကိုတန်ဖိုးထားတတ်တဲ့သူဖြစ်တယ်နော်ဒီလိုနှလုံးလမ်းကြောင်းမျိုးကိုပိုင်ဆိုင်ထားတဲ့လက္ခဏာရှင်မျိုးဟာသူများတစ်ဖက်သားကိုတန်ဖိုးထားပြီးတော့ဆက်ဆံတတ်တဲ့သူမျိုးဖြစ်တယ်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့လည်းအလေးထားတန်ဖိုးထားတတ်တဲ့သူတွေဖြစ်တယ်နော်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့အပိတလွယ်မဆုံးဖြတ်တတ်ပါဘူးနော်မိမိထက်အစဉ်ပြေပြည့်စုံတဲ့သူမျိုးကိုမှန်းတတ်တယ်လို့မိမိမှန်းတဲ့အတိုင်းလည်းအစဉ်ပြေပြည့်စုံတဲ့အိမ်အောင်ဘက်ကိုရရှိစေတဲ့အမှတ်လက္ခဏာတစ်ခုဖြစ်ပါတယ်နော်